အခုကတော့ငါးပြတိုက်တွေကိုသွားကြည့်မှာဖြစ်ပါတယ်ငါးပြတိုက်မရောက်ခင်အရင်ဆုံးတွေ့ရမှာကတော့ငါးကန်တွေကိုတန့်ရှင်းလုပ်နေတဲ့ဂျပန်မလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ဘာငါးကြီးလည်းမသိဘူးအုပ်လိုက်ကြီးသွားလာနေတာပေါ့နော်ဒီငါးလေးကတော့အရန်လှလို့ရိုက်ခဲ့တာမျိုးနမီရောမသိဘူးပေါ့ဒီငါးကြီးလေးလှလို့ရိုက်ခဲ့တာပေါ့နော်ကျွန်တော်ဘာမှမသိပါဘူးဒီငါးကတော့လွှနဲ့တူလို့ရိုက်ခဲ့တာပါဒါကတော့ကနန်းပေါ့ကနန်းလို့ပဲမှတ်ထားလိုက်ပါဒါကတော့လိတ်ပေါ့လှလို့ရိုက်ခဲ့တာပေါ့နော်ဒါကတော့ပင်ကွင်းပေါ့ပင်ကွင်းတော့ကျွန်တော်သိပါတယ်အရန်လှပါတယ်အပြင်မှာဒီမှာဆိုပင်ကွင်းနဲ့အုပ်လိုက်ကြီးတို့ကုန်းတက်နေတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်ရိုက်ခဲ့တာပေါ့နော်ရန်လှပါတယ်ပင်ကွင်းလေးတွေဒါကတော့ငါးလေးတွေကြီးကူးနေရိုက်ခဲ့တာပေါ့နော်ဒါကတော့ဟိုတွေငါးတွေကပြတဲ့နေရာပေါ့ဘာငါးတွေဟိုလင်းမိုင်နေတယ်ပါလားအဲ့ငါးတွေကပြတဲ့နေရာပေါ့လူတွေစီနေကျွန်တော်တေးသေးချာချာတော့မသိပါဘူးနော်ဝါသနာပါလို့လိုက်ရိုက်လာတာကွာဒါကတော့ကနန်းတွေပေါ့အဲ့ကနန်းတွေတော့သိပါတယ်ကနန်းတွေဆိုအပြင်မှာဆိုတော့အကြီးတွေပေါ့နော်ဒါဖုန်းထဲမှာမှလို့ဒီကနန်းကြီးနေဒီကောင်ကတော့ကျွန်တော်ထင်တယ်ငလိတ်ကြောက်လာဘယ်လိုကောင်လဲတော့မသိဘူးပေါ့နော်ဒါသူ့ရဲ့ရေစုပ်ခွက်တွေလေစုပ်ခွက်တွေပြောပါလေဒါလည်းလင်းမိုင်လေးတွေနောက်တစ်ခေါက်ပြန်ရိုက်ထားတာပေါ့နော်အစိုးတော့ဒီငါးကြီးပေါ့အောက်မှာလည်းအပေါက်ကြီးနဲ့ပါဇက်မှာမေးစီမှာလည်း